ခင်ခင်ဖြိုရီဝိတေသနပုတ်တွေကသူ့အတိုင်းစာသားတွေကသူ့အတိုင်းအမားကအမားအတိုင်းနဲ့တရားကလည်းတရားအတိုင်းပါပဲငါကတော့မိုးတပေါက်တင်ပြီးစိန်လိုလက်နေတဲ့ဇီဇဝါပန်းဒီချားမှာစိတ်ကိုထိန်လို့မိုးတဖြောက်ဖြောက်နေ့တွေကိုဖြတ်ကျော်ရင်းမင်းကိုစောင့်ဟေတယ်မဖြောင့်ဖြူတဲ့အချစ်စစ်ကိုအနှစ်တရာသက်စာဖွဲ့လို့ငါစောင့်ဟေတာမှာဂူကြီးတဲ့ကနေမီးတုပ်တစ်ချောင်းကင်ပြီးထွက်လာတဲ့လူမျိုးတမိုင်းရဲ့အနေအမြန်တွေကြားမှာမိယထာဘူရာယုံကယထာဆောင်သူတယောက်လိုငါစောင့်ဟေတယ်မင်းပါမလာဘူးလားမပါလာဘူးလားဆိုတဲ့မေးခွန်းတွေနဲ့အတူငါစောင့်နေခဲ့တာပေါ့မိုးညို့ညို့အောင်မှာတရားအောက်မှာအဝီစီးကခုမှတက်လာသလိုမှောင်မိုက်နေတဲ့အမောင်နှံ့တွေငါကိုမှဆွဲကပ်နေတဲ့တိုင်အောင်မင်းရဲ့ကိုနှံ့လေးကိုတောင့်တလို့ငါစောင့်ဟဲ့တယ်ငါမျက်နှာနဲ့တူတဲ့ထင်မြင်ချက်တွေပိုကောင်းတဲ့ကဘာပိုကောင်းတဲ့ကြပြားတွေအကြောင်းသူတစ်ပါးကိုလိုက်ပြောပြနေရင်မင်းများအလုတ်တွေများနေမလားလို့တွေးနေမိတယ်မုံဟင်းကတပန်းကန်အတွက်လေကျေးဇူးပါပဲခင်ခင်ပြိုနှင်းတော်တဲ့ကလူစီကြောင်မီးသွေးပို့တလူစေတနာမျိုးနဲ့ငါစောင့်ခဲ့တယ်ငါတို့ဖြတ်သားနေတဲ့နေ့ရက်တွေကအံ့ဩစရာပါပဲအလိုမပြည့်ရင်နဲ့ထက်ခါအလိုရှိနေကြတဲ့ကစားပွဲတွေကြားမှာအချစ်ကြောင့်နစ်နာခဲ့ရသမျှဘဝမှာထပ်တိုးလာတဲ့အမာရွတ်တွေကတက်တူးထိုးထားသလိုပါပဲဘယ်လမ်းကိုမှမရွေးဘဲဒီလမ်းကိုပဲရွေးခဲ့လို့အမိဝမ်းကလာကလေးကចောင်းသွားအလုတ်လုပ်ရင်အလုတ်တွေမပြီးနိုင်ပဲငါစောင့်နေကြတယ်မင်းမှန်တက်လိုက်ရင်ချွတ်လိုက်ရင်ငါတို့နှစ်ယောက်ဟာတူလွန်းလာပါတယ်ပါလာတဲ့ကမ္မတတိတွေတူလွန်းလို့သာဒီတန်တရားမှာဆုံခဲ့ကြတာပေါ့အခက်အခဲတွေကြားမှာငါတို့စုံတွေ့ကိုတကယ်လိုအပ်ခဲ့ကြတယ်အနုပညာတစ်ခုကနေတစ်ခုစီ၃ညကနေ၁၂၃၄စီကူးပြောင်းနေသလိုငါစောင့်ခဲ့တယ်ချောင်းတွေခရီးတွေကဘာတွေအတန်ချားနေပါစေအောင်ငါတို့အနီးမှာငါတို့ရှိနေခဲ့ကြတာပါရှုခင်းတွေရုပ်ရှင်တွေတချင်းတွေနဲ့ဘဝတွေကုံသွားမှလားလက်ဖက်ရည်တစ်ခွက်မကုံခင်မှာတော့ရုံးစာရေးတွေကုံသွားမှလားလို့တွေးနေမိပြီမဲ့ကပဖလားပေါ်လုံးပွဲစင်နေလို့မကုံနိုင်တဲ့မျောလင့်ချက်နဲ့ငါစောင့်ဟေတယ်ယနေ့အမားအမှန်တွေကိုဂရုတစိုက်မှတ်သားရင်ငါအဖေနဲ့ငါစီရင်ကိုငါပြန်စောင့်နေခဲ့တာပါအကြီးကျယ်တင်းပေါမောက်ခဲ့လို့ရေကူးမတတ်ပဲကူးခတ်နေရတဲ့ဘသူမှမကြိုင်းနိုင်တဲ့ပြင်ကျကြီးထဲမှာမြုပ်တော့မဲ့အချိန်မှာတောင်မင်းရဲ့အဆက်တဆငါရဲ့အဆက်တဆက်အဖြစ်ငါစောင့်ခဲ့တယ်အကောင်းတွေကြီးကွက်ရေးဖို့စဉ်းစားခဲ့ပြီးမဲ့ငါရေးတာတွေမကောင်းမှကိုစိုးရင်ရင်းနေမယ်ငါစောင့်ခဲ့ရတယ်မလိုလဲမရလိုလဲမရတဲ့အနုပညာနဲ့နေ့စဉ်နေထိုင်ခဲ့သလိုပေါ့အခုတော့ပလက်ဖောင်းအကျယ်ကြီးတွေကုတ်တင့်ကြီးတွေနဲ့အထက်ခိုးလေးတွေမရှိသလိုပြိုင်တူကတုံရင်ထိရမယ်အသက်အရွယ်တွေလည်းမရှိတော့ပါဘူးဒါပေမဲ့ခင်ခင်ဖြူကြီးငါကတော့စောင့်နေစေပါတက်ကြိုးတန်းပေါ်ကခိုးတွေတစ်သားအိမ်ရှိမှာရောင်စုံပူပုံးနေနဲ့အသက်ဝင်နေတဲ့ရက်ကွက်ကလေးထဲမှာလူတွေသွားကြလာကြကြံကြရှာကြတာကိုကြည့်ရင်ငါစောင့်ခဲ့တယ်တနေ့ပြီးတနေ့တငွေ့ငွေ့နဲ့ငါတို့ဘယ်ရထားမှလွဲခဲ့ကြသလဲတခါလွဲရင်ညစ်ပေါင်းဘလောက်ကြာတတ်သလဲတချင်းတပုတ်လောက်ဖြစ်ညီးဆိုခြင်းတဲ့စိတ်နဲ့တချင်းတပုတ်လောက်ပဲဖြစ်စေခြင်းတဲ့စန္ဒနဲ့ငါစောင့်ခဲ့တယ်ဝေစုအနီရတဲ့ဒုက္ခနဲ့ပျော်ရွှင်မှုတွေကြားမှာင
ငါမှရမရဆိုတာကိုတော့မင်းမေပြောပြရလိမ့်မယ်ဘယ်နှစ်ပဲကြာပါစေနှလုံးသားနဲ့တွေ့တဲ့အမှန်တရားကိုမင်းပြောပြရလိမ့်မယ်ကို့မှာရှိတာလေးပါမသွားအောင်တတိဝရိယနဲ့ထိမ့်သိမ့်ရင်အာနာနာနဲ့ပင်ငါစောင့်ခဲ့တယ်ကို့အိမ်ကို့အရာမှာကိုရှိနေပေမဲ့အဖော်ကွဲပြီးတယောက်တည်းအိမ်ပြန်ရတဲ့အဖြစ်အပျက်တွေကမရှင်းမလင်းခဲ့ပုံပါပဲကြပြဆရာရောင်ဆောင်လို့ရှုံမမတိရှုံရင်းနဲ့ငါဆောင်ခဲ့တယ်နေဆာဒူဝမန်မန်ကြီးနှစ်ဘဝနေပြီးနှစ်ခါတည်တယ်လို့မျိုးငါဆောင်ခဲ့တာမှာကတိပန်းတွေပွင့်ပါစေတော့ခင်ခင်ပြိုငါကတော့စောင့်မြဲစောင့်နေစေတရက်ကလေးကိုငါဘာလို့မစောင့်နိုင်ရမှာလဲမီးလျံလိုကျူးတန်းမှာလိန်ညစ်လန်းထားတဲ့အဝတ်လိုပျောက်ဆုံးသွားတဲ့အရာတစ်ခုလိုငါစောင့်ခဲ့တယ်ကိုကသာပြောစရာရှိပြီးသူကပြောစရာမရှိတော့တဲ့ယတိပြတ်မှုကြီးကိုချင်းဆိုလို့ခင်ခင်ပြိုကြီးငါစောင့်ခဲ့ပါတယ်